Today topic is specialized cell အကြောင်းကိုပြောကြမယ်ကွာ Let's keep on specialized cells ဆိုတော့ special ဆိုတာကတခြား cell တွေနဲ့မတူဘဲနဲ့သူတို့မှာထူးခြားတဲ့ပုံစံ and then features တွေ and then function တွေရှိရဆိုတာကိုပြောချင်တာဖြစ်တယ်ဒီမှာ the first slide အနေနဲ့ကဒီ specialized cell မှာဆိုရင်ဘာ cell လေးတွေအကြောင်းပြောမလဲဆိုတော့ nerve cell နဲ့ red blood cell အကြောင်းကိုပြောကြမယ်Okay, nerve cell မှာဆိုရင် nerve cell ကို neurons လို့လည်းခေါ်တယ် and then nerve cell တွေက lungs to carry electrical messages around the body လို့ပြောထားတော့သူကတခြား cell တွေနဲ့မတူဘဲနဲ့ရှည်လေးပေါ့နော်ဖြစ်နေတာက around the body မှာ carry message လုပ်ဖို့ရအတွက်တစ်ခုနဲ့တစ်ခု nerve cell တစ်ခုနဲ့တစ်ခု connect လုပ်ဖို့ရအတွက်ကိုသူ့ရဲ့ features ကအဲ့လိုမျိုး long body shape ရှိနေတာ and then they have a branches stick လေးတွေမှာကြည့်လိုက် like a roots လိုမျိုးပေါ့နော် branches လေးတွေကွဲသွားတယ်အမြင်လေးတွေရှိတယ်အဲ့ဒီ nerve အမြင်လေးတွေက another nerve တစ်ခုနဲ့တစ်ခုနဲ့ကိုချိတ်ဆက်ဖို့ရအတွက်သူကအဲ့လိုဖြာထွက်နေတဲ့ nerve cell လေးတွေရှိနေတာပေါ့နော်အဲ့ဒီ nerve cell တစ်ခုနဲ့တစ်ခုအသေးစိတ်ဆက်တဲ့ဟာကိုတော့ organ system တွေအကြောင်းမှာဆိုလို့ရှိရင် nervous system မှာပြင်ပြီးတော့မှအသေးစိတ်ရှင်းပြပေးမယ်ပေါ့နော် and then another cell ကတော့ specialized cell က red blood cell ဖြစ်တယ် red blood cell ရဲ့ထူးခြားချက်က shape အနေနဲ့ကြည့်မယ်ဆိုရင် biconcave shape ရှိပြီးတော့အဲ့ဒီ concave ဆိုတာကကွက်ခွက်လေးဖြစ်နေတာကိုပြောတာ and then upper surface ကို lower surface ကိုကကွက်ခွက်လေးဖြစ်နေပြီးတော့ and thenအဲ့ဒီခွက်နေတဲ့ပုံစံကဒီ cells ကို flexible ဆိုတာကလိုတဲ့နေရာကိုအဆင်ပြေပြေသွားလာနိုင်နေပေါ့နော် flexibility ဖြစ်တယ် and then နောက်တစ်ခုသူ့ရဲ့ထူးခြားချက်ကကြတော့ no nucleus red blood cell မှာ nucleus မရှိဘူး nucleus မရှိတော့ဘာအားသာချက်ရှိလဲဆိုလို့ရှိရင်အားသာချက်အနေနဲ့က it can have more space သူ့မှာနေရာတွေပိုရှိလာတဲ့ cells တွေမှာနေရာတွေပိုရှိလာတော့သူ့ရဲ့ main function ဖြစ်တဲ့ carry oxygen ဆိုတဲ့ oxygen တွေတည်ရမယ့်အလုပ်ကိုသူကပို့ပြီးတော့မှလုပ်နိုင်မယ်ပို့ပြီးတော့ oxygen များများတင်နိုင်မယ်ဆိုတဲ့သဘောသူ့ရဲ့ disadvantages ဆိုတဲ့မကောင်းတဲ့အချက်အနေနဲ့ကတော့ no nucleus ဖြစ်တဲ့အတွက်ကြောင့်မို့သူ့ရဲ့ lifespan ကတိုမယ် short life ပဲဖြစ်မယ် short life ပဲသူ့မှာရှိမယ်ပေါ့နော် and then သူ့မှာcytoplasm ရှိတဲ့အတွက်ကြောင့်မလို့ကြတော့ cytoplasm မှာအဓိက hemoglobin ပါတယ် hemoglobin ကအနီရောင်ရှိတဲ့အတွက်ကြောင့်မို့ red blood cell ကအနီရောင်ရှိနေတာ and then အဲ့ hemoglobin ရဲ့အဓိက function ကလည်း carry the oxygen ဆိုတဲ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ oxygen တွေကိုသူကသယ်ဆောင်ပေးတာ so this is the specialized feature specialized function တွေကဘယ်လို linking ဖြစ်နေလဲဆိုတာကိုဒီ first slide မှာပြောထားတယ်ပေါ့နော် okay next slide မှာလည်း another cells တွေရဲ့ function လေးတွေရှိသေးတယ်ပေါ့နော်Now another next slide မှာတော့အခုမြင်ရတဲ့ cells ကဘာ cell လဲဆိုတော့ sperm cell human reproductive system မှာရှိတဲ့ male တွေကနေပြီးတော့မှ produce လုပ်တဲ့ sperm cell လေး sperm cell မှာလည်းသူ့ရဲ့ထူးခြားချက်ရှိတယ်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူများတွေနဲ့မတူတာကသူ့မှာ TAILT ဆိုတဲ့အမေးလေးပေါ့နော် and then another biology term နဲ့ဆိုရင်တော့ flagellum လို့လည်းခေါ်တယ်သူ့မှာအမေးလေးပါတယ်အဲ့ဒီအမေးလေးကဘာလုပ်ပေးရတာလဲဆိုတော့ခါကြတော့ဒီ female ရဲ့ organs တွေမှာပေါ့နော်သွားလို့ရအောင်လို့ move လို့ရအောင်လို့ swim လို့ရအောင်လို့ဒီ tail လေးကနေပြီးတော့မှလှုပ်ဆောင်ပေးတယ်အဲ့တော့ other cells တွေမှာမရှိဘဲနဲ့ဒီ sperm cell မှာ tail ရှိရတဲ့အကြောင်းရင်းကတော့ unable to swim လို့ပြောလို့ရတယ်ပြီးရင်သူ့ရဲ့ခေါင်းလေးထဲမှာဘာရှိလဲဆိုတော့ genetic material တွေဖြစ်တဲ့ DNA ပါတယ် including nucleus ပေါ့နော် and then သူ့ရဲ့ခေါင်းလေးကဘဲဥပုံစံချွန်ချွန်လေး streamline shape ဖြစ်နေတာကကြတော့ egg ရဲ့ shell ကိုထိုးဖောက်ပြီးတော့မှဝင်လို့ရအောင်လို့သူ့ရဲ့ခေါင်းလေးက specialized head ရှိနေတဲ့ shape ကပုံစံလေးကချွန်ချွန်လေးလို့ပြောချင်တာပြီးရင် head နဲ့ tail ကိုဆက်ထားတဲ့အပိုင်းပေါ့နော် neck လို့ပြောလို့ရမှာပေါ့နော် and then leg beam ပိုင်းမှာကြတော့ and then သူ့ရဲ့ energy တွေထုတ်ပေးတဲ့ခေါင်းလေးကိုတိုးပြီးတော့မှသွားလို့ရအောင်လို့ energy တွေထုတ်ပေးတဲ့ energy release place ရှိရယ် and then sponsor တွေကများတော့အဖြစ်ကတော့အဓိကသူ့ရဲ့ function ကဘာလို့ဖို့ရအတွက်လဲဆိုရင် from it need to travel from the female male organ ကနေ to the female organ ကိုတွားဖို့ရဖြစ်တယ် and then အဲ့လိုတွားဖို့ရအတွက်လဲ the sperm need to be go itself အဲ့တော့ it need unable to move itself ဖြစ်ဖို့ရအတွက်သူ့မှာ tail ရဲ့ head ရဲ့ဒီ specialized ပုံစံတွေရှိတာသူ့ရဲ့ဘေးနားမှာရှိနေတဲ့ cell ကကြတော့
ciliated epithelial cell လို့ခေါ်တယ် ciliated ဆိုတာကအဲ့ဒီအပေါ်မှာရှိနေတဲ့ဆက်ရဲ့အပေါ်မှာရှိနေတဲ့အမွှေးအမြင်လေးပေါ့နော် HAI က hair ဆိုတဲ့အဲ့လိုပုံစံလေးတွေရှိနေတဲ့ shape လေးတွေကို cilia လို့ခေါ်တယ်။အဲဒါ ciliated ဆိုတော့ epithelial ကတော့အပေါ်ဆုံးအလွှာလို့ပြောချင်တာ။အဲ့တော့အပေါ်ဆုံးလွှာမှာရှိတဲ့အမွှေးအမြင်လေးတွေနဲ့ရှိနေတဲ့ cell အဲ cells တွေကကြတော့အပေါ်မှာရှိနေတဲ့ cilia လေးတွေကဘာလုပ်လို့ရှိလဲဆိုရင်သူက move forward and backward လုပ်လို့ရှိတယ်။အဲ့ကောင်တွေက move forward and backward လုပ်ပြီးတော့မှ and then အဲ့ဒီ cilia လေးတွေကနေတဆင့် fluids လေးတွေကိုရွေ့စေတာမျိုးတွေရှိတယ်။ fluid ကတော့အရည်ပေါ့နော်။အရေးလေးတွေကိုတွန်းထုတ်တာတို့ and then ဖေထုတ်တာတို့ဒါမျိုးလေးတွေသူ့ရဲ့ function ကလုပ်ပေးတယ်။ and သူ့မှာလေကောင်မှာ nucleus ရှိတယ်။ so ဒီ cell ကများသောအားဖြင့်ဒီ ciliated epithelial cell ကကြတော့အပေါ်ဆုံးမှာ hair like structure cilia လေးတွေနဲ့ cover ထားတယ်။အဲ့ဒီဟာလေးတွေက to move the thing in the body တဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အရာတွေကိုရွေ့ဖို့ရတယ်အဲ့တော့ဒီဟာကဒီ ciliated epithelial cell ကဘယ်မှာရှိရလို့ထင်လဲဆိုတော့ mostly is from the muscle from the lungs မှာเนาะဒီမလိုအပ်တဲ့ဓာတ်တွေတို့ bacteria တွေကိုဖယ်ထုတ်တာပေါ့เนาะ fluid နဲ့အဲ့လိုပို့ရအတွက်သူ့မှာရှိတယ် and then they use lots of energy အဲ့ဒီအမွှေးမြင်တစ်ခုကိုလှုပ်ဖို့ရအတွက်ဖယ်ဖို့ရအတွက်ပေါ့เนาะ move backward and forward လုပ်ဖို့ရအတွက်လည်း energy အများကြီးလိုတယ်အဲ့ဒီ ciliated epithelial cell က lungs မှာလည်းရှိတယ် of course sometimes stomach မှာလည်းရှိတယ် stomach ကရှိနေတဲ့ union တွေမှာလည်းဒီအမွှေးမြင်လေးတွေကနေတဆင့်လိုအပ်တဲ့ nutrient တွေကို move တာပေါ့နော် things တွေကို move တာ so let's go to another slide ကိုသွားကြစို့ဒီ slide မှာတော့ human မှာရှိတဲ့ specialized cell လေးတွေကိုပုံလေးတွေနဲ့သူတို့ရဲ့နာမည်လေးတွေကိုအတူတူတွဲပြီးတော့ပြထားတယ် bone cell, red blood cell, white blood cell, motor neuron ဆိုတာဆွမ်းနာက nerve cell နဲ့အတူတူပဲပေါ့နော်ဆွမ်းနာတော့ငါ ciliated epithelial cell, intestine cell လေးတွေနဲ့တူတယ်ovum ဆိုတာကတော့ egg ကိုပြောတာเนาะ female မှာရှိတဲ့sex egg cell ပေါ့နော် and then sperm cell ကတော့ဆွမ်းနာတော့ငါရှင်းတဲ့ထဲမှာပါပြီးသားspecialized cell တွေမှာ muscle cell တွေလည်းရှိသေးတယ်ပေါ့နော် muscle cell တွေကကြတော့သူတို့ကိုကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုလို့ရှိရင် fibers လို့ခေါ်လို့ရှိတယ်ဘာလို့လဲဆိုတော့သူတို့ကlongs and things တွေရှိလဲရှိတယ်things ဆိုတော့ပါလဲပါတယ်ပေါ့နော်တသိမြင်မြင်လေးတွေပေါ့နော်ရှိတသိမြင်မြင်လေးတွေဖြစ်တဲ့ muscle cell တွေကအဲ့တော့ muscle cell ကိုကြတော့သူတို့ရဲ့ position တွေအရာကျွန်တော်တို့ကနာမည်ခေါ်တာမတူဘူးကွာဘုံမှာဆိုလို့ရှိရင် muscle တွေကဘုံနဲ့ sticky ဖြစ်နေတဲ့အပိုင်းကိုကြတော့ tendon လို့ခေါ်တယ်သူကရိုး muscle တွေလိုမျိုး red color မဟုတ်ဘူးကွအဖြူရောင်တန်းနေတယ်ပေါ့နော် and then muscle ရဲ့တကယ် red color ရှိတဲ့ blood တွေသွားနေတဲ့အပိုင်းကိုကြတော့အဲ့ဒီ muscle cell ရဲ့မှာအနီရောင်လေးနဲ့ဒီမှာ cross sectional area ကိုတော့ပြထားတယ်ပေါ့နော် muscle cell ကို another muscle cell ကခန္ဓာကိုယ်မှာ stronger muscle cell ဖြစ်တဲ့ cardiovascular ဆိုတဲ့ muscle ပေါ့နော်အဲ့ဒီ muscle ကတော့ဘယ်မှာရှိလဲဆိုရင် heart မှာရှိတယ်ဘာလို့လဲဆိုတော့ heart က24 hour working လုပ်ရတဲ့အတွက်ကြောင့်မလို့heart muscle cell တွေကအားလုံးထဲမှာအရန်ကိုတန်မာတဲ့ muscle cell တွေနဲ့ပြုလုပ်ထားတယ် so ဒီ slide မှာကြတော့ fat cell နဲ့ gut cell လေးတွေကိုပြောတယ် fat cell ကတော့တူမရှိဘူး fat cell တွေကခန္ဓာကိုယ်မှာ store excess food ရယ်နော်ခန္ဓာကိုယ်မှာလိုအပ်တဲ့အစာအသောက်အာဟာရတွေကိုသူတို့က store ထားတယ်ဘယ်လိုနည်းလိုက်နဲ့ store ထားရဲဆို swelling up တဲ့နော်ဖောင်းလေးဖြစ်လာပြီးတော့မှ store ထားတယ်အဲ့ဒါကြောင့်မလို့ fat ရှိတဲ့ပုံများတဲ့လူတွေကအစာခံပိုခံနိုင်နေပေါ့နော်သူတို့မှာ store ထားတဲ့ energy တွေရှိလို့ဒီဘက်ကအစိမ်းရောင်လေးနဲ့ပြထားတဲ့ဟာကတော့ gut cell ဒီကောင်ကတော့အရန်ရေးကြီးတယ်ပေါ့နော်ဘယ်သူအတွက်လဲဆိုတော့ plant cell မှာဒီ gut cell တွေက plant cell မှာလိုအပ်တဲ့ photosynthesis လုပ်ဖို့ရအတွက် carbon dioxide ကိုယူပေးတယ်လေလူတွေကနေပြီးတော့ atmosphere တွေကနေပြီးတော့မှ surrounding air ကနေယူပေးတယ်stomata လေးတွေကနားမှာရှိတာအဲ stomata လေးတွေက all the time ပွင့်နေတာမဟုတ်ဘူး open ဖြစ်နေတာမဟုတ်ဘူးပေါ့နော်ဒီလိုအပ်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုလေလူတွေကယူတော့မယ်ဆိုလို့ရှိရင်အဲ့ဒီ gas cell လေးတွေကပွင့်လိုက် open and close လုပ်ပေးတာပေါ့နော် and then အဲ့ဒီ gas cell ရမှာဗာလေးတွေလည်းတွေ့ရလေးရှိလဲဆိုရင် of course chloroplast က for the photosynthesis လုပ်ဖို့ရအတွက်လိုအပ်တဲ့elements တခုဖြစ်တယ်ပေါ့နော်အဲ့တော့ stomata လေးတွေကအမြဲတမ်းသူတို့ကိုကြည့်လိုက်လို့ရှိရင် open and close လုပ်နေတာက because of the gas cell ကြောင့်မလို့
အလွယ်တကူပေါ့နော်များသောအားဖြင့် people တွေကပြောလို့ရှိရင် blood cell ဆိုပြီးတော့လွယ်လွယ်ပြောလိုက်တယ်ဆွမ်းနာတော့က blood cell တွေမှာတခြားက red blood cell ကိုပြောပြီးသားဆိုတော့လူတိုင်းသိတယ်သူကအောက်ဆီဂျင်ကိုအဓိကသိပေးတယ်အဲ့ဒါဆိုရင်ခန္ဓာကိုယ်မှာ blood cell တွေက red blood cell အပြင်ဘာတွေရှိသေးလဲဆိုတော့ of course white blood cell နဲ့ platelet ဆိုတဲ့ဟာရှိတယ်အဲ့ဒီကောင်တွေကကြတော့ဘာလုပ်တာလဲဆိုတော့ white blood cell တွေကတော့ခန္ဓာကိုယ်မှာရှိတဲ့ဝင်လာတဲ့ပေါ့နော်ယောဂပိုးတွေကိုတိုက်ထုတ်ပေးတယ် fighting germs and diseases ကိုအလုပ်ကိုလုပ်တယ် and then platelet ကကြတော့ခန္ဓာကိုယ်မှာရှိနေတဲ့သွေးတွေကိုခဲအောင်ပေါ့နော် blood clot ဖြစ်အောင်လို့သူကလုပ်ပေးတယ်တခုခုထိမိခံမိရှာမိရဲဆိုလို့ရှိရင်အဲ့ဒီရှိနေတဲ့ blood တွေကို blood clot ဖြစ်သွားအောင်လို့ခဲသွားအောင်လို့လုပ်ပေးတယ်အဲ့ဒါသူရဲ့ function ပေါ့နောက်ထပ်ထူးခြားတဲ့ဆေးကတော့အပင်မှာပဲရှိတယ်ဘာဆေးလေးလဲဆိုတော့ root cell မှာပေါ့နော်သူ့ရဲ့ထူးခြားချက်ကဘာလဲဆိုတော့သူများတွေနဲ့မတူတာကသူ့မှာရှည်ရှည်လေးခေါင်းရှည်ရှည်လေးထွက်နေတာအဲ့ဒီခေါင်းရှည်ရှည်လေးကဘာလို့ထွက်နေရတာလဲပေါ့နော်စဉ်းစားစရာရှိတယ်root ကခန္ဓာဒီသူ့ရဲ့မြေကြီးထဲမှာsoil ထဲမှာဆိုရင်သူ့ရဲ့အဓိက function က to absorb the water mineral တွေကိုစုပ်ယူရတာအဲ့တော့သူကဝေးလံလံမှာရှိတဲ့ surface area များပေါ့နော်ဝေးလံလံမှာရှိနေတဲ့ mineral တွေ water တွေကိုစုပ်နိုင်ဖို့ရာအတွက်သူကသူ့ရဲ့ဒီလောင်ဟဲလေးပေါ့နော်လောင်ဟဲလေးရှိနေတာအဲ့လောင်ဟဲလေးကနေတစင်သူကarea များမှာရှိတဲ့ရေတွေကိုများ absorb ယူနိုင်မှာပြီးတော့သူ့မှာထူးခြားချက်ကဘာလဲဆိုတော့ vacuum ကအရန်ကြီးတယ် large vacuum ရှိတယ်အဲဒါဘာလို့ဆိုသူစုပ်ထားတဲ့ရေတွေသူက store ထားရမှာပေါ့နော်and then other cell တွေလိုပဲ other plant cell တွေလိုပဲသူ့မှာ cell wall ရှိတယ်ဒါပေမဲ့ other plant cell နဲ့မတူတာသူ့မှာဘာမရှိဘူးလဲဆိုတော့သူကမြေကြီးထဲမှာနေရတဲ့အတွက်ကြောင့်မလို့သူ့မှာ photosynthesis လုပ်စရာမလိုဘူးအဲ့အတွက်ကြောင့်မလို့ chloroplast တို့အဲ့ဒီ photosynthesis လုပ်ရမယ် cell ဖာတွေမပါဘူးသူ့မှာnext slide မှာရှိနေတဲ့ cell ကတော့ဘာ cell လဲဆိုတော့လူများစုသိတဲ့ stem cell ဆိုတာstem cell ဆိုတာဘာကြီးလဲပေါ့နော်မေးစရာအကြောင်းရှိတယ် cell ပဲလေ specialized cell လဲပြောပြီးသွားပြီလေstem cell ကဘာလဲဆိုတော့ stem cell ကဘာကိုပြောချင်တာလဲဆိုတော့ခန္ဓာကိုယ်မှာရှိနေတဲ့ cells တွေဟာအမြဲတမ်း come from existence cell theory ကပြောထားတဲ့အတိုင်းပေါ့နော် person မဆိုရှိနေတဲ့ cell ကနေပဲနောက်ထပ်ပွားလာတဲ့ cell ပဲဖြစ်နိုင်တယ်အဲ့တော့ original cell ကနေပွားလာတဲ့ cell ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ original cells ကိုဘာလို့ခေါ်လဲဆိုတော့ stem cell လို့ခေါ်တာအဲ့တော့အခုနောက်ပိုင်းဆိုရင် stem cell တွေကပို့ပြီးတော့မှဒီပေါ့နော်အရေးကြီးလာတယ်ဘာလို့လဲဆိုတော့ cancer ဖြစ်နေတဲ့လူတစ်ယောက်ဆိုလို့ရှိရင်သူ့ရဲ့ stem cell ကိုအရင်ကုသနိုင်လို့ရှိရင်သူ့ရဲ့ cancer တွေကို stop သွားအောင်လို့ထိန်းချုပ်ထားနိုင်တယ်ပေါ့နော် stem cell ကိုပဲအရင်ဦးဆုံး investigation အရင်လုပ်ရမယ်သူရဲ့ stem cell ကိုရှာဖွေနိုင်ပြီယောဂရှာဖွေနိုင်ပြီဆိုတာနဲ့ဒီနေရာမှာရှိနေတဲ့ cell တွေက cancer cell တွေက level ဘယ်လောက်ရှိနေရလဲဘယ်လောက်ကြီးထိပြန့်နေတာလဲသူ့ကိုကုသလို့ရနိုင်လားဒါမျိုးတွေကိုစမ်းသပ်လို့ရတယ်ပေါ့ and then ဒီမှာ stem cell က differentiate တဲ့နော်သူ့မှာအမျိုးမျိုးကွဲပြားနိုင်တယ်which mean they turn into the right specialized cell for the each tissue ဘာလို့လဲဆိုတော့ stem cell ကနေတဆင့်ပွားလာပြီးတော့ division ဖြစ်ပြီးတော့ tissue တွေဖြစ်လာတာကွာအဲ့အတွက်ကြောင့်မလို့အဲ့တော့ their development was controlled by the clue of their surrounding အဲ့တော့ stem cell ကပြောရရင် original cell ဆိုတော့အဲ့ဒီ cell ကသူဆက်စချင်းဖြစ်တော့ဘာ specialized cell မှမဖြစ်သေးဘူးအဲ့တော့သူ့ဘေးကရှိနေတဲ့ cell တွေပေါ်မှာမူတည်ပြီးမှ stem cell က division ဖြစ်ပြီးသွားရင်red blood cell လည်းဖြစ်နိုင်တယ် nerve cell လည်းဖြစ်နိုင်တယ် muscle cell လည်းဖြစ်နိုင်တယ်stomach cell လည်းဖြစ်နိုင်တယ်သူက cellကြိုက်တဲ့ cell ဖြစ်နိုင်တယ်အဲ့တော့ specialized cell မဖြစ်ခင် original cell ကိုကျွန်တော်တို့က stem cell လို့ခေါ်တာပေါ့အဲ့တော့သူကထပ်ပြီးတော့မှ growth နိုင်တယ်ပေါ့နော် growth ဆိုတာကသူ့ရဲ့ site ကြီးတော့မှမဟုတ်ဘူးနော် they will divide more လို့ပြောတာ that's it ပို့ပြီးတော့မှ divide ဖြစ် the cell division ဖြစ်လာမှပို့ပြီးတော့ growth လာမှလို့ပြောတာသူရဲ့အဲ့တော့အဲ့ချိန်ကျရင် they began the tissue ဖြစ်လာတာပေါ့ဒီဗီဒီယိုလေးမှာ stem cell နဲ့ specialized cell မျိုးစုံပြောပြသွားပြီဆိုတော့ this is the end of this video so see you on the next video